မင်္ဂလာညချမ်းလေးပါရှင်ဒီမှာနည်းနည်းလောက်ပြောပြကြတယ်ပေါ့နော်ဒီမှာသိတာတဲ့ပုံမြင်လေးပေါ့ပုံမြင်တော့မဟုတ်တကယ်ပေါ့နော်ဒီဝတရားမှာဘုန်းကြီးတစ်ပါးကျောင်းမှာကျောင်းထိုင်ကပ္ပိယတယောက်နဲ့ပေါ့အဲ့ဘုန်းကြီးကသူတရားအားထုတ်တယ်သူစွမ်းစားခြင်းစွမ်းစားညညလျှောက်ခြင်းလျှောက်သူ့လို့ဒီနေ့တော့ကပ္ပိယရွာထဲမှာဆွမ်းကြိုင်သွားရင်းနဲ့ခွေးတစ်ကောင်ကနောက်ကပါလာတော့ခွေးတစ်ကောင်ကကျောင်းမှာပါလာပြီးတော့ကျောင်းကနေမပြန်အဲ့တော့ဘုန်းကြီးကစားခြင်းဘုန်းကြီးစွမ်းစားပြီးပြန်လာလေးတွေကျွေးတာပေါ့ရှင်အဲ့လိုနဲ့ကျွေးနေဘုန်းကြီးကျောင်းမှာခွေးကမြင်းအဲ့အချိန်မှာခွေးတစ်ကောင်ကဒီနားကနေဖြတ်လာကြည့်တော့ဟာဒီခွေးကစားတော့ရှစ်ချောင်းနေပါလားပေါ့အဲ့တော့ခွေးကဒီခွေးနဲ့ငါဝင်ရောရင်တော့ငါလည်းစားရတော့မှာပဲအဲ့လိုတွေ့ပြီးဟာခွေးနဲ့ဝင်ပြီးတော့ဝင်နေတယ်ပေါ့အစားမစားခင်တော့သိကြတယ်နောက်ကြတော့အဲ့ခွေးကိုအစားစားခြင်းရောက်တော့ဘုန်းကြီးကလည်းအမှန်မှာဘုန်းကြီးမြင်တာအောင်ဘုန်းကြီးနားမှာနေလိုက်ခြင်းဘုန်းကြီးကလည်းခွေးတစ်ကောင်တူးတယ်ဆိုနောက်တစ်ပုံပုံပြီးမှာပေါ့နော်ဒါနဲ့ဘုန်းကြီးကလည်းခွေးတစ်ကောင်နဲ့ဆိုတော့ခွေးတစ်ကောင်စားပဲကြီးလေးကြီးရောသူကကိုခွေးကြီးတော့မှထွက်လာတော့ငါနဲ့တော့တဲ့နေပြီဒီခွေးအဲ့တော့ငါဝင်ကြိတ်မှာဆိုဝင်စားတာပေါ့ခွေးဆိုတာမျိုးကသိတဲ့အတိုင်းပေါ့ကိုယ်စက်ခွက်လို့ကြိုက်ဘူးလေအဲ့ဒါနဲ့ခွေးနှစ်ကောင်ကထပြီးကြိုက်ပြီးဘုန်းကြီးကတခါတည်းဒုတ်ထရွယ်ပြီးတော့ကောင်းကောင်းကြွေးနေတာကောင်းကောင်းမစားဘူးဆိုပြီးတော့ဒုတ်နဲ့ထရိုက်မယ်လို့တော့ငါဘုန်းကြီးကသွားစဉ်းစားမိတယ်။အော်ငါဒုတ်နဲ့ရိုက်လိုက်ခြင်းငါပါဆို၃កောင်ဖြစ်ကုန်အဲ့ဒါပါရှင်။သူများဖြစ်နေတဲ့ဟာကိုအဲ့ဒါဒုတ်နဲ့ဝင်ရိုက်လိုက်ခြင်းဘုန်းကြီးလို့စင်ញင်သုံးတရားရှိရင်ကောင်းတာပေါ့နော်။ငါပါဆို၃កောင်အဲ့တော့အကုသိုလ်အမှုတွေမြင်လို့ရှိရင်ဝင်မပါနဲ့။ဘာလို့ဆိုတော့ကျမကိုအဲ့ဒါတကယ်လို့များကျမမသိပဲကျမကိုမုန်းနေတာဖြစ်ခြင်းတယောက်ကမုန်းတဲ့လူကဝင်ပြောရင်သူတို့ဝင်ထဲမှာမုန်းနေတာမသိဘူးဒါဟုတ်တယ်ဒီလူမကောင်းဘူးအဲ့ဒါအကုသိုလ်တွေရှင်ဝစီအတုဇိုက်နော်မြတ်စွာဘုရားလည်းဟောထားတယ်ဝစီကံမနောကံနော်တကယ်တော့မနောကံအရင်လာတာရှင်စိတ်ကအရင်ဖြစ်တာဒီလူကိုမကောင်းပြောလိုက်မယ်ဒီလူကိုမကောင်းဆိုလိုက်မယ်မနောကအဲ့တော့မကောင်းမှုတာရုခေါ်လို့မရနော်ကောင်းမှုကတာရုခေါ်ကြပါကျမလည်းကောင်းမှုဒီနေ့အစားတာရုခေါ်မယ်မကောင်းတာတွေမျက်စိတွေမြင်တာကြားတာမဟုတ်မှန်းသိလေမပြောတော့နော်ဘာလို့ကောင်းမှုတာရုခေါ်တာကုသိုလ်အမျှဆိုတာတာရုဆိုတာကောင်းပြီဆိုတာလို့ခေါ်တာလေဟောအကုသိုလ်တွေပြောပြီးတော့ပြောဆိုနေတဲ့ဥစ္စာကိုတာရုသွားခေါ်လို့မဖြစ်ဘူးလေကောင်းတယ်လို့ပြောလို့မရဘူးလေအဲ့တော့ကျမလည်းတတိထားမိရဲ့အဲ့တော့ခွေးနှကောင်ကြိုက်တဲ့ထဲကိုကျမဝင်မရိုက်တော့ဘူးဟုတ်လားအဲ့တော့ဒီနေ့ကစားအခုလက်စိတ်နဲ့အေးချမ်းပါလေကျမဘာလုပ်တယ်ကျမဘာကိုင်းနေပြောထုတ်ပြောစရာမလိုကိုလုပ်တာကိုကောင်းမှုလို့ကိုရမှာလေကိုမကောင်းမှုလုပ်တယ်လေကိုမကောင်းတာခံရမှာဒီတရားတစ်ဘောကိုကျမဗုဒ္ဓဘာသာမြန်မာစစ်တရားလဲထိုင်တယ်တရားလဲရှိတယ်တရားလဲမှတ်တယ်တရားလဲကြည့်ကျမဘာသာကျမကကြင်နေစိတ်ရှိကြတယ်လေကျမပုထုစက်မလို့ပါအဲ့ဒါဒီရွေးနေအသက်မှအားမလားပြောလေသူတို့ကဘာကြီးအားမနာမှာကျမကကိုယ့်အသက်ကိုဘာကြီးအားနာကျမကျမ်းမာကြီးကျမစိတ်ချမ်းသာကြီးကျမပျော်ရွှင်ကြီးတရားလုပ်တယ်ဆိုတာလေကျမနောက်ဘဝအေးချမ်းဖို့နော်မင်္ဂလာပါရှင်ဒါပါပဲနော်